ဒီရန်ကုန်မှာနေတာနဲ့နယ်ဖက်မှာနေတာကလေတခြားအချိန်တွေမှာကတိတ်မတိတာဘူးဒီဒီဇင်ဘာပေါ့နော်ခရစ်စမတ်ကာလဆိုရင်တော့အရန်တိတာတယ်ဘယ်လိုကွာလို့ကွာမှမသိဘူးပေါ့နော်ဒီရန်ကုန်မှာကတခြားနယ်တွေနဲ့စာလို့ရှိရင်ပညာရေးပိုင်းမှာပို့ပြီးတော့လိလာစရာတွေများတယ်အလုပ်အကင်ပေါ်တယ်ပို့ပြီးတော့တိုးတက်တယ်ဆိုပေမဲ့ပေါ့နော်နယ်ဖက်မှာရတဲ့ပင်တွေနဲ့တကယ်မတူဘူးဒီလားအထူးတစ်ဖြစ်ပေါ့နော်တခြားနေ့ရက်တွေကအဲ့လောက်ထိမဟုတ်ဘူးခရစ်စမတ်ရောက်ပြီဆိုရင်တော့အိမ်ကိုအရန်ပြန်ချင်တာတကယ်ခရစ်စမတ်ရဲ့ vibe အပြည့်ရတယ်ကွာဒီ2025မှာတော့ခရစ်စမတ်မှာအိမ်ပြန်ဖို့ဆုံးဖြတ်ထားတယ်အခုဒီဗီဒီယိုက2024ခုနှစ်တုန်းကပေါ့နော် decoration တွေဘာတွေညာတွေကဒီမောတွေမှာလှုပ်ထားတာကတော်တော်လေးခင်မိတယ်တော်တော်လေးလဲလှတယ်ကွာဒါပေမဲ့ feeling ကမတူဘူးမချူရိုနယ်ဖက်မှာရတဲ့ Christmas vibe ရဲ့ feeling နဲ့ကဘလို့မှမတူဘူးဒီဒီဇင်ဘာပေါ့နော်ခရစ်စမတ်ရာသီမှာဆိုလို့ရှိရင်မီးဖိုဘေးမှာမောင်နှမတွေမိသားစုတွေဘေးပတ်ပတ်လဲဝိုင်းထိုင်ပြီးတော့အကင်လေးတွေကင်စားရတာဟော့ပေါ့လောက်စားရတာအထူးသဖြင့်မချူတို့ရဲ့ရိုးရာအစားအစာဖြစ်တဲ့ခေါ်ပို့လေးကင်စားရတာပေါ့နော်တကယ်အရန်ကိုပြောစရာကောင်းတယ်ဒီခရစ်စမတ်နဲ့မီးဖိုနဲ့ကဒွန်တွဲနေရလေးနော်မနက်စောစောမှာမြူလေးတွေကဆိုင်ပြီးတော့ပေါ့နော်ချမ်းစိတ်စိတ်နဲ့နင်းဆက်လေးတွေကြနေတဲ့ကြားကနေအနွေးထထူထူကြီးဟူပြီးတော့ဈေးပတ်ရတာကလည်း feeling တစ်မျိုးမချူရိုနယ်ဖက်မှာအေးတော့လေညနေဖက်မှမဟုတ်ဘူးနော်မနက်မိုးလင်းတာနဲ့နေ့လယ်ခင်းရောညနေဖက်ရော24နာရီနီးပါးပေါ့နော်မီးတွေကမွေးထားရတယ်မီးဖုံပေးမှာကွာအနွေးထည်လေးထူထူလေးဝတ်ပြီးတော့မီးလုံရတာလေခရစ်စမတ်ရဲ့အငွေ့အသက်ထဲကတခုပဲပေါ့နော်လွန်ခဲ့တဲ့4-5နှစ်ရဲ့နောက်ပိုင်းကပေါ့နော်အဲ့ဒီနောက်ပိုင်းဆိုလို့ရှိရင်ခရစ်စမတ်ရာသီရောက်ပြီဆိုတာနဲ့ဒီခရစ်စမတ်လရဲ့ဒုတိယအပတ်အဲ့ဒီလောက်ကနေစပြီးတော့ပေါ့နော်ညဖက်တွေမှာဆိုလို့ရှိရင်ခရစ်စမတ်ရဲ့သတင်းကောင်းတွေမျှဝေကြတယ်ကယ်ရိုစင်းကင်းတွေဆိုပြီးတော့ပေါ့နော်အဲ့ဒီတချင်းတန်လေးတွေနဲ့နှလုံးသားထဲမှာတကယ်သိလားချမ်းကလည်းချမ်းသာမှစိတ်နေအောင်ချမ်းသာဒါပေမဲ့လည်းအဲ့လိုမျိုးသတင်းကောင်းတွေလာမျှဝေတဲ့အချိန်ထိကိုစောက်ပြီးတော့ကယ်ရိုစင်းကင်းတွေလာဆိုတဲ့အချိန်မှာတချို့ဆိုလို့ရှိရင်ကွာ12နာရီမှလာဆိုတာရှိတယ်တချို့ဆိုရင်မနေ့တကောင်ရံပေါ့နော်တနာရီ2နာရီ3နာရီမှကိုယ့်အေကိုအလဲကျပြီးတော့ရောက်လာတဲ့လူလည်းရှိတယ်ဒါပေမဲ့လေဒီလားဘယ်ချိန်ပဲရောက်လာကိုယ့်အိမ်ကိုရောက်လာပြီဆိုတာနဲ့အဲ့ချိန်မူတူနဲ့ထပြီးတော့ကြိုးဆိုတာပေါ့နော်တကယ်အဲ့ဒီပင်တွေကလေအခုနောက်ပိုင်းတော့တိတ်တော့မရတော့ဘူးဒီလားအခုနောက်ပိုင်းကကယ်ရိုစင်းကင်းတွေဆိုတယ်ဆိုပေမဲ့ဒီတိုင်းခရစ်စမတ်ရဲ့အတိတ်ပဲလေးကိုမသိပျောက်သွားအောင်လို့ဆိုတဲ့တဘောပဲဖြစ်နေတယ်ဆိုရင်လည်းမမာဘူးပေါ့နော်အလွန်ဆုံးဆိုရင်တော့ည8နာရီ9နာရီဒါနောက်ဆုံးပဲကိုအသိန်းတော်လောက်ပဲကိုတည်င်းကောင်းတွေမျှဝေကြတော့တယ်ပေါ့နော်ဒီဟာကလည်းအချိန်နေရပေါ့ဘယ်လိုပဲဖြစ်ပေါ့နော်တကယ်ခရစ်စမတ်ဒီဇင်ဘာကလေရန်ကုန်မှာထက်နေမှာပို့ပြောတော့တကယ်အမှန်ပဲပြောတယ်ဆိုရတဲ့ခရစ်စမတ် vibe ကိုကနေမှာကပို့ပြီးတော့ခရစ်စမတ် vibe ပို့ရတာတကယ်မချူပြောတာပို့ပြောတာမဟုတ်ဘူးเนาะနယ်ဖက်မှာတကယ်လာကြည့်ပါဖိတ်ခေါ်ပါတယ်ရန်ကုန်ကခရစ်စမတ်နဲ့နယ်ကခရစ်စမတ်ကတကယ်အကွာကြီးကွာတာတွေ့ရပါလိမ့်မယ်เนาะနောက်ထပ်ကြွားစရာတစ်ခုကြံခဲ့တယ်ခရစ်စမတ်လို့ပြောလိုက်တာနဲ့မချူတို့ရဲ့ဒီရှမ်းပြည်နယ်အရှိပိုင်းကျိုင်းတုံဖက်မှာဆိုလို့ရှိရင်ပေါ့เนาะ cherry pan ကလည်းမပါမဖြစ်ပဲမျက်လုံးထဲမှာမြင်အောင်ကြည့်လိုက်ပေါ့နော်မြူတွေလည်းစိုင်းနေတယ်နင်းဆက်လေးတွေကလည်းကျနေတယ်ကွာမြူခိုးလေးတွေထွက်နေတဲ့ကြားကနေ cherry pan လေးတွေကတလန်းလို့ cherry pan တွေတောက်လျှောက်ပွင့်နေတာ cherry pan တွေပွင့်နေတာမျက်လုံးထဲမှာမြင်အောင်ကြည့်လိုက်ပေါ့နော်တကယ်အရန်ကိုလှတာပြောရင်နဲ့ပဲပေါ့နော်မချူဒီခရစ်စမတ်ကိုရောက်သွားသလိုခံစားရတယ်
ဒီနေ့2025ရက်ဒီဇင်ဘာပေါ့နော်ခရစ်စမတ်မှာမချူချိုင်းတုံမှာရှိနေပါမယ်ဘလော့လေးတွေလည်းတပုတ်ပြီးတပုတ်လာမယ်ပေါ့နော်ချိုင်းတုံရောက်နေတော့မှာဘလော့တွေအများကြီးလုံမယ်အနှွေးထဲမကူရလည်းတော်တော်ကြာသွားပြီဆိုတော့အနှွေးထဲလေးတွေကိုလည်းလွမ်းနေပြီအနှွေးထဲတွေကိုပြီးတော့ခရစ်စမတ်ရာသီမှာမချူဘလော့လေးတွေအများကြီးလုံပါမယ်ကဲဒီရဲ့ဘလော့ကတလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်